မရောမကြောက်ဘူးလားအေးဆိုနာမကြောက်လျင်တတိရှင်အရင်တရားအားထုတ်ပါဟောတေမာရောမကြောက်ဘူးလားဟောကြောက်တယ်ဆိုလိုက်သမ်းမှာကြောက်တတ်တဲ့နှလုံးသားရှိတယ်မလားအေးအဲ့လိုဆိုရင်ပြောဆိုပြတေမာကြောက်လျင်တတိရှင်အရင်တရားအားထုတ်ပါတရားဆိုတာဘယ်အစလဲဒါနသီလဘာဝနာဒါနကစဘယ်အစလဲဒီနေ့ဝေဒပိမိသားစုတကကြီးကိုယ်နိုင်အတွက်လမ်းလေလူနေတာဒီဒါလည်းတရားမဟုတ်လားအခုလိုမားတဲ့ကြားကချိန်ပေးပြီးတော့လွမ်းပြေတရားနာနေတာဒါလည်းတရားမဟုတ်လားအဲ့ဒါလိုဒါနတွေကြိုးစားပါများရင်သီလတွေကြိုးစားပါများရင်ဘာဝနာတရားတွေအားထုတ်ပါများရင်မဲ့ညာပူညာနိဗ္ဗာန်ကိုမရဘူးလားအဲ့ဒီကြတော့ဥဒရာလူသေးလားနာစရာရောလူသေးလားသေးစရာရောလူသေးလားအလွမ်းမြေတရားကောသလမင်းကိုမြတ်စွာဘုရားဟောခဲ့တဲ့လွမ်းမြေတရားကိုဒီကနေ့နှစ်ပေါင်း2569ခုရှိသွားပြီအဲ့ဒီတရားကိုဟောခဲ့တာဟုတ်လားတော့ငါတော့နှစ်ပေါင်း2569ခုနှစ်9နှစ်ကျော်ကဟောခဲ့တဲ့တရားကိုဒီကနေ့ဝေဒပြေမိသားစုကြီးကတရားတော်အကြောင်းတရားကြီးကိုဝင်းနိုင်ကိုရင်ထဲကချိတ်လွမ်းနေမဲ့အလွမ်းပရိသတ်ကြီးကိုချင်းချင်းရေးကအလွမ်းပြေတရားဟောပြပါပြီအားလုံးဒီလွမ်းပြေတရားကိုနာကြားကြတဲ့ဒီဝေဒပြေမိသားစုကြီးသည်ကိုချင်းနာချင်းတည်ချင်းကင်းရာနိဗ္ဗာန်ကိုရောက်အောင်ဒါနသီလဘာဝနာတို့ပေါ်တဲ့ကောင်းမှုတွေပြုပြီးတော့ကြိုးစားနိုင်ကြပါစေကုန်တည်းဟူ၍ပထနာအောင်စုခံကပြုလိုက်ကြကုန်ရာတည်းကတော့ဘွယ်လေးနဲ့စွန်ကြိုင်လေးကဒါပြီးပြေးလိုက်ဒါဒီသားလို့ရှိဒီမှာတက်ဟောရတယ်ခိုင်းတာအေးမမလည်းခိုင်းတာမယ်အေးလိုက်ဆိုကြအားလုံးဒီတိုင်း